ဟုတ်ဒီနေ့မှာတော့ငါးဖျားကိုသွားကြပါတယ်တကယ်ချင်းကအလေးလာပါတယ်ဆရာမီးကြီးကတော့မဟုတ်ဘူးအိမ်မနီပြီးတော့မမရောက်တော့ငါးဖျားပါမင်းမင်းနဲ့နားလေးတော့ရပြီတကယ်ချင်းလာလို့ရောက်ခဲ့ပါတယ်ဒီနေ့မှာတော့ငါးဖျားလေးပတ်ပါတယ်ရှင်ဆွေလိုက်ကြည့်ပါဦးရက်မော်ဒယ်တယောက်ငါးခဲ့ပါတယ်မော်ဒယ်မတည့်ရက်ခါနေတာပါဒီနေ့ကောင်းရတဲ့တပုတ်ရိုက်ခိုင်းပါတယ်ဒီမှာလေးရိုက်မိုက်တယ်ဒီဆက်သွားမယ်တပုတ်ရိုက်ပြီးတဲ့ခါကျဆက်တာလော်လေးတော့ကောင်းလေးနဲ့ရှင်လည်းတွေ့ပြီးတော့ဒါကြတာပေါ့ကြောက်ရီရောလည်းမိုက်တယ်ကြောက်ရီစီဇန်လေးလာပါတယ်ရှင်ကိုင်းတရားဝရပြောပါတယ်ဖန်ပေါ်ရတယ်မဟုတ်ဘူးဖန်တယ်အဲ့ဒါဒီချက်ကြည့်နေပါရှင်အဲ့လိုမသိဒီနေ့ကျမတို့လမ်းဆောင်နေနေဒီဆက်သွားနေပါပြီခုမှစောက်စားတော့ဆောက်တဲ့တာတော့မရှိဘူးလောကကြီးဒါပေမဲ့နာမည်ကြီးနေတယ်ဆောက်ပဲနော်ဒီနေရာတွေကတော့ခင်ဗျားတော့အဲ့ဒီဒီနာပပတ်တွေကတော့အဲ့လိုငကားပြိုင်ဆောက်ပွားအကုန်လုံးပြီးသွားအဲ့ဒီမှာကိုင်းထဲမှာပဲရီထဲမဲ့ပုံစံမျိုးပါတဲခုထားပြီးရတဲခုကန်းနေပါလေလားရှိလားမသိပါဘူးဆိုရင်အရှိတယ်ပေါ့ရှိမှာကိုင်းနေွားနေပါတယ်ရငါနာမည်တက်ဖြစ်နေဟဲ့တကယ်မင်းနေအိုင်ဖုန်းနဲ့ဘုပမာလည်းစီငါတို့ဘလို့ပြန်သွားဟိုရိုက်ပေါ့အဲ့ဒါနဲ့ပဲတပတ်ပဲ